ရှာသည်ဥသူကြီးမူမမှန်တော့တာတစ်ပတ်လောက်ရှိပြီမိုးကရွာမလားမရွာဘူးလားတော့မသိဘူးလူတွေကတော့ဘလို့မှကိုနေလို့ထိုင်လို့မကောင်းတော့ချမ်းသာလူအေးတာလူပူတာလူအခုတပေါင်းလာတဲ့ကြာမှ300ဒီစားပေါင်းခံနေရဆိုဖြစ်နေရွာမှာဆိုလဲရွာချလိုက်တာကောင်းပါတယ်လို့လေရတာတိုက်ညိုင်ဆိုချမ်းမနှစောဆိုချမ်းနေကင်းနေဆိုတအားပူမောင်တိုင်းရှိတယ်လို့တော့ပြောတာပဲ